ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျမရွှေလွှာစီတိုက်ကနော်လေကောင်းခရစ်ချီနာအထူးကူပါရှင်ကျမစေးဈေးနှုန်းလေးတွေနော်ဒီ2000ကျမတို့2026 3လပိုင်း1ရက်နေ့ကနေစပြီးတော့စေးဈေးနှုန်းလေးတွေတစ်ချက်မိတ်ဆက်ပေးခြင်းပါတယ်ပေါ့နော်ကျမတို့နော်ဒါကတော့လက်ကောင်းပျောက်စေးပေါ့နော်ရွှေလွှာလက်ကောင်းပျောက်စေးတလားစာဆက်ထဲမှာဆိုလို့ရှိရင်ကျမတို့တောက်စေးလေးဘူးပါမယ်လေးစေးတစ်ဘူးပါမယ်နော်ဖန်နိုင်စေးတစ်ထုပ်ပါမယ်နော်ဂရီဂျီနာအတွက်တီးတက်လိမ့်နဲ့လေးစီးလေးတစ်ခုပါမယ်ဒီလိုမျိုး6မျိုးပါတစ်လားစာဆက်အပြည့်စုံကို3,500ပါနော်ဒါကတော့ဂရီဂျီနာပျောက်စေးနော်ဒါကတော့ကျမတို့ကလက်ကောင်းသမားတွေအတွင်းလိပ်အပြင်လိပ်နော်အတွက်တီးတက်သုံးတယ်စူအကွဲနာစူအကျွနာတွေအတွက်တီးတက်သုံးတယ်ရွှေလွှာလက်ကောင်းပျောက်စေးနော်ခွဲဆရာဖြစ်ဆရာမလိုပဲနဲ့ကျမတို့အကောင်းဆုံးကုသပေးမယ်ရွှေလွှာလက်ကောင်းပျောက်စေးတစ်လားစာဆက်တစ်စုံမှာကျမတို့တောက်စေးလေးဘူးပါမယ်လေးစီးနော်လိမ့်စေးကဆိုလို့ရှိရင်ဆရာမတို့အတွင်းလိမ့်အပြင်လိမ့်အတွက်လိမ့်နဲ့လေးစီးလေးပါမယ်ဒီလိုမျိုးနော်6မျိုးပါတစ်လားစာဆက်အပြည့်စုံကို3,500ပါနော်ပထမဆုံးကျမတို့ကဒီနော်လက်ကောင်းပျောက်စေးနဲ့ဂရီဂျီနာပျောက်စေးနဲ့လုံးဝယောဂလက္ခဏာမတူပါဘူးနော်ယောဂလက္ခဏာလည်းမတူဘူးသုံးပြရမယ့်ဆေးအာနိသင်လည်းမတူဘူးနော်ကျမတို့ကလက်ကောင်းသမားအတွက်ကဒီလက်ကောင်းလေးစီးလေးနော်ဒီအစိမ်းအောင်ဘူးလေးနော်ဒီဆေးအာနိသင်လည်းမတူဘူးနော်ဒီကောင်လေးကိုသုံးပေးရမှာနော်ဒီကောင်ကအတွင်းလိပ်အပြင်လိပ်အတွက်အရန်ကောင်းတယ်နော်အတွင်းလိပ်အပြင်လိပ်ကိုတပြိုင်တည်းထည့်ကုသပေးတယ်စအူကွဲနာလိုမျိုးအနာကျက်နှီးတဲ့ဟာအနာကျက်အရန်မြန်တယ်နော်စအိုကျွနာလိုမျိုးဆိုတွင်းသေးကြောလေးတွေဖောက်ပွားပြီးရောင်နေရလေးတွေအရောင်ရော့ကြမြန်ပြီးတော့ကျမတို့အကောင်းဆုံးပြန်လည်ကုသပေးတယ်လိမ့်စီကနော်ကျမတို့လူနာအသက်ဆိုလို့ရှိရင်လုံးဝခွဲပြီးတော့မရောင်းပါဘူးနော်ခွဲပြီးတော့မရောင်းပေးဘူးဆိုတာကလေနော်ကျမရဲ့လူနာဖြစ်သွားပြီဆိုရင်တော့ကျမလူနာရဲ့ယောဂအဆင့်ပေါ်မူတည်ပြီးတော့လိုအပ်ရင်လိုအပ်တယ်လို့ရောင်းပေးပါတယ်နော်ဒါကတော့ green gina အတွက်တီးတက်လိမ့်နဲ့လိမ့်စီးလေးပေါ့နော် green gina သမားတွေအတွက်အရန်ကောင်းပါတယ်ဘယ်လိုကောင်းတာလဲဆိုတော့သူကအကျိတ်အပုအနာနုတယ်ဆိုရင်ချက်သွားပြီးတော့အနာရင့်နေဆိုရင်အနာထဲမှာအောင်းနေတဲ့မဲရိပ်ဖီလေးတငယ်ကြီးကိုအမြင့်ပါမကျန်အောင်ဆွဲထုတ်ပေးတယ်နော်ဆိုတော့ကြတော့ဒီကောင်လေးကိုဒါလေးတွေကစနစ်တကျသုံးပေးရတယ်ပေါ့နော်လိမ့်စေးကလည်းလိမ့်စေးအာနိသင်ရှိတယ်တောက်စေးကလည်းကျမတို့ခုခဏအတွင်းမှာမမြင်နိုင်တဲ့အပိုင်းတွေကိုအကောင်းဆုံးပြန်လည်ကုသပေးတယ်နော်လိမ့်စေးနဲ့ဖန်နိုင်စေးကအပြင်ဘက်ကနေကုသပေးတယ်နော်ကျမရဲ့လူနာဖြစ်သွားပြီဆိုလို့ရှိရင်လက်ကောင်းဂရီဂျီနာဆိုကွဲတာဆိုကျွန်းတာအဆင့်1နဲ့3လေးထဲမှာပဲရှိတယ်ဆိုရင်မပူနဲ့ကျမတို့ဒီလုံးဝတက်တာပြောက်ကင်းအောင်ကုသပေးနိုင်တယ်နော်ကိုဘက်ကဒါနေ့စဉ်ဆေးကျူတစ်ဆိုင်ပေးစာတောက်မယ်လိမ့်မယ်ဖန်ဆေးသုံးပေးမယ်ကျမတို့ညွှန်ကြားထားတဲ့အတိုင်းစောက်ပြုမှုနေထိုင်ဆောင်ရှောင်ဒီတီးလင်းကိုကျူတစ်ဆိုင်ပေးစာလိုက်နာမယ်ဆိုရင်မပြောက်မှာမပူပါနဲ့နော်ဟုတ်ကဲ့ပါအချက်မိတ်ဆွေများအားလုံးအနာရောဂါကိရှင်မိကျမ်းမှာပျော်ရွှင်ကြပါစေရှင်သိချင်တာရှိရင်လည်းမှတ်ထားခဲ့ပေးပါကျွန်မအပြင်စည်းကမ်းလူနာအားတဲ့ချိန်တိုင်းဝင်ပြီးဖြစ်ပြီးပါ